ပြင်သစ်တော်လှန်ရေးကြောင့်ဘရင်ပြုတ်ကျသွားတာနဲ့ကျန်တဲ့ဘရင်တွေအားလုံးကပြင်သစ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါလေရောဘရင်စနစ်ကိုဖျက်သိမ်းလိုက်တဲ့ပြင်သစ်ဟာချင်းချောက်မှုကြီးဖြစ်လာလို့ပါဒါကြောင့်အင်္ဂလန်ဦးဆောင်တဲ့တပ်ပေါင်းစုကြီးကပြင်သစ်ထဲကတပုံတွေရဲ့အကူအညီနဲ့တူလောင်းမြို့ကိုစသိမ်းလိုက်တယ်မကြခင်ပြင်သစ်တပ်ကမြို့ကိုဝိုင်းဝန်းပိတ်ဆို့လိုက်ကပြန်သိမ်းဖို့အကြိမ်ကြိမ်ဝင်တိုက်ကြပေမဲ့မရဘူးဖြစ်နေတာအဲ့ဒီချိန်မှာပြင်သစ်တပ်မှုလေးဖြစ်တဲ့နပိုလီယန်ကမြစ်ကမ်းပါးကိုရအောင်သိမ်းပိုက်လိုက်ပြီးတော့အမြောက်တွေထားလိုက်ကအင်္ဂလန်စစ်သင်္ဘောတွေကိုလှမ်းထုပါလေရောအင်္ဂလန်ဘက်ကပြန်ပစ်ပေမဲ့ကြာလာတော့သူတို့ရဲ့သင်္ဘောတွေကတစည်းချင်းစီနစ်မြုပ်လာတာပါအဲ့ဒီတိုင်းသာဆက်နေမယ်ဆိုရင်အကုန်လုံးပြောင်းသွားတော့မှဖြစ်လို့သိမ်းပိုက်ထားတဲ့မြို့ကိုလက်လွတ်ပြီးတော့ထွက်ပြေးဖို့ရှိတော့တာပါခက်တာကဘေးမှာရှိတဲ့တပုံသင်္ဘောတွေကဒါကြံခဲ့မယ်ဆိုရင်ပြင်သစ်တပ်ရဲ့လက်ထဲကြားရောက်သွားနိုင်တာမို့ပြောင်းဝကိုကို့အချင်းချင်းဘက်စီလှည့်လိုက်ပြီးတော့ဖြတ်စီးကစုတ်ခွာသွားတော့တယ်ရေတပ်ကိုအောင်နိုင်ပြီးသွားတဲ့နောက်နပိုလီယန်ကအသက်26နဲ့စစ်သူကြီးဖြစ်လာတာပြင်သစ်ကိုကျူးကျော်လာတဲ့ဩစတြီးယားနဲ့ပြီးမောင်တီနှစ်နိုင်ငံစလုံးကိုရင်ဆိုင်ရမှာဖြစ်တဲ့နပိုလီယန်ကြောက်တာကတကယ်လို့ရန်သူတပ်နှစ်ခုကပေါင်းစည်းသွားမယ်ဆိုရင်သူ့ထက်အင်အားပိုများသွားမှာဖြစ်လို့ရှုံးနိမ့်ဖို့တာရှိတယ်ဒါကြောင့်ရန်သူတပ်တွေကပေါင်းစည်းမှုမလုံနိုင်တော့အောင်နပိုလီယန်ကသူ့ရဲ့တပ်ခွဲကိုလွှတ်လိုက်ပြီးတော့ဂျီနိုအာမြို့ကိုဝင်သိမ်းတော့မဲ့ပုံစံနဲ့အယောင်ပြလိုက်တယ်အဲ့ဒါကြောင့်ဩစတြီးယားတပ်ကဂျီနိုအာမြို့ကိုကာကွယ်ဖို့ဖြစ်လာတာကြောင့်တပ်ကိုနောက်ရွှေ့လိုက်ပြီးနပိုလီယန်ကိုဝင်တိုက်ပါလေရောနပိုလီယန်ဘက်ကပြန်ဆုတ်ပေးလိုက်ပြီးမြားခေါ်လိုက်တာကိုထွက်ပြေးသွားတာပဲလို့ဩစတြီးယားဘက်ကထင်မှတ်သွားတာကြောင့်နပိုလီယန်ကိုနှစ်ဖက်ညှပ်တိုက်ဖို့တစ်ဖက်မှာရှိတဲ့တပ်ခွဲကိုအရင်ဝင်တိုက်ခိုင်းလိုက်တယ်အဲ့ဒီချိန်မှာနပိုလီယန်ကတန်ပြန်ထိုးစစ်ဆင်ပြီးတော့မြို့ကိုပါပြန်ဝိုင်းထားလိုက်တယ်အဲ့ဒီမြို့ကိုကယ်ဆယ်ဖို့ဩစတြီးယားတပ်ကတောတောင်တွေကိုကြော်ဖြတ်နေကြလို့အချိန်မီမရောက်လာတဲ့အတွက်မြို့ကနပိုလီယန်စီကျသွားတော့တယ်နောက်တစ်ဆင့်ကပြီးမောင်တီနိုင်ငံဘက်ကိုဥတီပြီးတော့အရှိန်အဟုန်နဲ့ဖိတိုက်တယ်ပြီးမောင်တီတပ်ကတောက်လျှောက်ဆုတ်ခွာရရင်းနဲ့နောက်ဆုံးမြို့တစ်မြို့မှာပိတ်မိသွားတယ်တစ်ချိန်တည်းမှာဩစတြီးယားတပ်ကမဟာမိတ်ပြီးမောင်တီကိုကူညီဖို့ရောက်ရှိလာတဲ့အချိန်မှာကြားလိုက်ရတဲ့သတင်းကနပိုလီယန်စီလက်နက်ချဖို့ညှိနှိုင်းနေပြီဖြစ်လို့ဩစတြီးယားကယွန်ရှာစွာနဲ့နောက်ပြန်ဆုတ်သွားရတယ်ဆက်ပြီးနပိုလီယန်ကဩစတြီးယားနယ်မြေထဲထိတောင်ခြေတက်လာပြီးတော့ခံတပ်မြို့ကိုဝိုင်းထားလိုက်တယ်ကျုံးကိုကြော်ဖြတ်လို့မရဘူးဖြစ်နေတာကြောင့်အဝေးကနေအမြောက်နဲ့အဆက်မပြတ်လှမ်းထုပါလေရောမြို့ကိုလာပြီးစစ်ကူပေးမဲ့ဩစတြီးယားတပ်ကခြေတက်လာပြီဆိုတာကိုသိတဲ့နပိုလီယန်ကလမ်းမှာစောင့်ပြီးခြုံခိုတိုက်ဖို့သူ့ရဲ့တပ်ကိုဖြန့်ကျက်ထားလိုက်တယ်ဩစတြီးယားကခြေတက်လာတော့ရုတ်တရက်ဝိုင်းတိုက်တာခံရလို့အကြရှုံးများစွာနဲ့လွတ်အောင်ယုံထွက်လာရင်းနဲ့သူတို့ရဲ့မြို့ကိုရောက်သွားတော့တယ်ပြဿနာကမြို့ထဲမှာရိတ်ခါပြက်လက်နေပြီဖြစ်လို့မြို့အပြင်မှာတက်ဆွဲထားလိုက်တယ်စားဖို့မရှိဘဲနဲ့ဆက်နေမယ်ဆိုရင်ပိုဆိုးလာဖို့ပဲရှိတာကြောင့်နပိုလီယန်တပ်ကိုထွက်တိုက်ပါလေရောနပိုလီယန်ဘက်ကခုခံနေရင်းနဲ့တပ်မကိုအဝေးမှာဖျောက်ထားလိုက်ပြီးတော့အချိန်ကောင်းစောင့်နေတာဩစတြီးယားဘက်ကအရန်တပ်ကိုပါလွတ်ပြီးအကုန်ဖွင့်တိုက်ပြီးဆိုတော့မှနပိုလီယန်တပ်မကလျှက်တစ်ပြက်ဝင်ရောက်လာပြီးတော့စစ်မြေပြင်မှာရုန်းကန်နေရတဲ့ဩစတြီးယားတပ်ကိုအနောက်ကနေဝင်ဖြိုတော့တယ်တဝက်တောင်မကြံတော့တဲ့ဩစတြီးယားတပ်ကပြန်ဆုတ်ကမြို့ထဲဝင်သွားပြီမဲ့လက်နက်တော့လုံးဝမချပါဘူးအကြောင်းရင်းကအင်အား4000ကျော်ရှိတဲ့ဩစတြီးယားတပ်ကြီးကမြို့ကိုကယ်ဆယ်ဖို့စစ်ကြောင်းနှစ်ခုဖြန့်ပြီးတော့လာနေပြီဖြစ်တယ်ဩစတြီးယားဒုတိယစစ်ကြောင်းကနပိုလီယန်တပ်ကိုအနောက်ကနေပိတ်ဆို့ထားမဲ့အပြင်ထောက်ပံ့ရေးလမ်းကြောင်းကိုပါဖြတ်တောက်ထားမှာဖြစ်တယ်ပြီးမှစစ်ကြောင်းနှစ်ခုစလုံးကတပြိုင်တည်းညှပ်တိုက်မှာပါအင်အားပိုနေနေတဲ့နပိုလီယန်အတွက်ရွေးစရာနှစ်ခုရှိတာကဝိုင်းထားတဲ့မြို့ကိုလက်လျှော့ပြီးတပ်တွေအားလုံးနောက်ဆုတ်ရမလားဒါမှမဟုတ်ရန်သူရဲ့စစ်ကြောင်းတစ်ခုကိုတွားတိုက်မလားအခုလိုအန်ဒီရဲ့ကြားရောက်ချိန်မှာနပိုလီယန်ကစစ်ကူပို့ပေးပါလို့သူ့ရဲ့ပြင်သစ်နိုင်ငံစီကိုအချိန်ချင်းတောင်းဆိုပေမဲ့ဘယ်တော့မှမပို့လာပါဘူး။ဘာကြောင့်လဲဆိုတော့ပြင်သစ်ခေါင်းဆောင်တွေစိုးရိမ်တာကတကယ်လို့နပိုလီယန်ကစစ်တွေအောင်နိုင်ရင်းနဲ့ဘုံတကူတက်လာမယ်ဆိုရင်တမိုင်းမှာဖြစ်နေကြပုံစံအတိုင်းကိုယ့်ရဲ့နိုင်ငံကိုတောင်ပြန်ပြီးတော့အာဏာသိမ်းနိုင်ချေရှိလို့ပါ။နောက်ဆုံးတော့နပိုလီယန်ကဩစတြီးယားပင်မစစ်ကြောင်းကိုတွားတိုက်ဖို့ခြေတက်သွားတယ်။ရန်သူရဲ့
အားနည်းတဲ့အချမ်းကိုအရင်ဖြိုဖို့မြစ်ကြောင်းကနေကိုယ်ပတ်လာပြီးမှတိတ်တဆိတ်ကြော်ဖြတ်လာတယ်စခန်းသိမ်းဖို့အရဲစွန့်ကပြေးဝင်ရင်းနဲ့ပြစ်ခတ်မှုတွေကအဆက်မပြတ်ကြားရောက်လာချိန်မှာတစ်ဖက်မှာရှိတဲ့ဩစတြီးယားပင်မတပ်ကရောက်ရှိလာပါလေရောဒါကြောင့်နပိုလီယန်တပ်ကမြစ်ပေါ်မှာတန်းလန်းကြီးနဲ့ရန်သူရဲ့ညှက်တိုက်တာကိုခံရလို့နောက်ပြန်ဆုတ်လာတယ်ဒါပေမဲ့အလူအယက်ပြေးကြလို့မြစ်ထဲမှာစုပြုံပြီးပိတ်ဆို့သွားတာကြောင့်အမြောက်တွေရဲ့ပြစ်မှတ်ဖြစ်သွားပြီးတော့ဝိုင်းထုတာခံရပါလေရောတက်ပြက်ပြီးရှုံးနှိမ့်မဲ့ဆဲဆဲမှာကိုရန်တော်တပ်ကိုလွှတ်ပြီးဩစတြီးယားတပ်ကိုအနောက်ကနေဝင်တိုက်တော့မှအခြေအနေပြောင်းသွားပြီးပြန်ဆုတ်ခွာသွားတော့တာပါပြီးတော့မှအနောက်မှာတက်ဆွဲထားတဲ့ဩစတြီးယားဒုတိယစစ်ကြောင်းကိုတွားတိုက်ဖို့ခြေတက်လာတယ်အတိုက်ခံရတော့မဲ့ဒုတိယစစ်ကြောင်းနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ဩစတြီးယားပင်မစစ်ကြောင်းကအနောက်ကနေလိုက်လာတယ်အဲ့ချိန်မှာဩစတြီးယားဒုတိယစစ်ကြောင်းတည်င်းရသွားတာကပြီးခဲ့တဲ့တိုက်ပွဲမှာဩစတြီးယားဘက်ကနောက်ပြန်ဆုတ်သွားတာကိုကြားသိလိုက်ရတော့သူတို့ရဲ့တက်ကပါရောရောင်ပြီးတော့နောက်ဆုတ်လိုက်ပြန်ရောသူတို့နဲ့ပေါင်းတိုက်ဖို့လိုက်လာတဲ့ဩစတြီးယားပင်မတက်ကအထီးကျန်သွားတာကြောင့်ပြန်လဲဆုတ်ခွာသွားတော့တဲ့တိုက်ပွဲတွေဖြစ်တိုင်းအဓိကအမျက်ရသွားတဲ့သူတွေကတော့ပြင်သစ်ကိုဥဆောင်တဲ့9ရောက်အဖွဲ့နဲ့အမှတ်900တွေဖြစ်တယ်သူတို့ကရောမခစ်ကအမှတ်တွေလိုမျိုးခန့်ညားထဲဝါစွာနဲ့ဝစ်စင်ထားတာသူတို့အတွက်နပိုလီယန်ကစူးညောင်းတစ်ခုလိုဖြစ်လာတာဒါကြောင့်ပဲနပိုလီယန်ကိုထောင်ချောက်ဆင်လိုက်ပြီးတော့တဒက်လုံးပြုတ်ပြုံအောင်လှုပ်ပစ်လိုက်တာကြောင့်နပိုလီယန်ကပြန်ပြီးဘယ်လိုလက်စားချိမလဲဆိုတာကိုနောက်အပိုင်းမှာဆက်ပြောပြပါမယ်